ဒီကောင်ကတော့ EV အဲကုန်မအေးတဲ့ကောင် gas စစ်ကြည့်တော့ကတ်ကလည်းရှိ real time display မှာပြနေတဲ့ data တွေအရကြည့်လိုက်တော့ compressor speed ကနည်းနေ850ပဲရှိရပုံမှန်ဆိုတော့2000 4000 6000လောက်ထိရှိအောင်အဲ့ဒါဘာလို့ဖြစ်တာလဲဆိုတော့သူကဘက်ထရီကပူနေရလို့ထင်လို့ဒီအေးတွေကကျွန်တော်တို့ကားထဲဝင်မလာဘဲနဲ့ဘက်ထရီဘက်ကိုသွားနေရရှိတယ်ဘာလို့လဲဆိုတော့ဘက်ထရီကိုသွားမယ် electronic var 56 degree လောက်ပွင့်နေတယ် water pan 80ရာခိုင်နှုန်းလောက်ပွင့်နေပေါ့ဘက်ထရီကိုသွားမယ် water pan အဲ့လိုဘာလို့ဖြစ်တာလဲဆိုလို့ရှိရင်ဒီကောင်ဘက်ထရီကတကယ်ပူရင်တော့ဟုတ်တယ်အဲ့လိုတော့ဒါပေမဲ့ဘက်ထရီပူစစ်ကြည့်လိုက်လို့ရှိရင်ဘက်ထရီကလည်းမပူဘက်ထရီစက်တံပေးချလည်း normal ပဲအဲ့တော့ဘာလို့အဲ့လိုဖြစ်နေရလဲဆိုတော့ကျွန်တော်တို့ဒီ control ကနေလမ်းပေးရမယ် AC အတွက်အလုပ်လုပ်ရမယ်ကောင်က phase စစ်မှုဝင်နေတာအဲ့ဒီ phase စစ်မှုအတွက်ကျွန်တော်တို့ calibration and reset လုပ်လိုက်အောင်အဲ့ဒီ calibration and reset လုပ်လိုက်တဲ့အခါမှာတော့အားလုံးကပုံမှန်တိုင်းပြန်အေးသွားတယ်အဲ့တော့ data stream ကိုတေချာကြည့်နိုင်ပြီးတော့မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်မှာပြင်မှန်းတော့ပေါ့ဗျာ